အခုဆိုရင်တော့ free exclusive တဲ့ emote ဆိုတဲ့ FM မှာ new hero ဆိုတာရဲ့ emote တွေကိုပေးနေပါပြီ emote ကိုရဖို့အတွက် test တွေလုပ်ကြမယ် test တွေထဲမှာဆိုလို့ရှိရင်တော့ဂိမ်းသုံးပွဲအထိကစားခြင်းပါတယ်တငယ်ချင်းနဲ့ကစားခြင်းပါတယ်Sora Florent ဒါမှမဟုတ် Black Ray ကိုင်တာတွေပါတယ် login ဝင်တဲ့ test တွေပါတယ်ဖြစ်ပါတယ်ဒီလို test တွေလုပ်ခြင်းအပြင်အလုံးလုပ်ဖို့အတွက် coin တွေရရှိမှာဖြစ်ပါတယ် level တစ်ခုစီတိုင်းအတွက် coin 25ခုလိုအပ်တာဖြစ်ပြီးတော့မေးခွန်းတစ်ခုစီလည်းမြင်မြင်သွားမှာဖြစ်ပါတယ်တစ်ခုမှန်တယ်ဆိုလို့ရှိရင်တော့ point တစ်မှတ်တိုးသွားမှာဖြစ်ပြီးတော့ point 4မှတ်တိုးသွားပြီဆိုလို့ရှိရင်တော့ Sora ရဲ့ battle emote ကိုရရှိမှာဖြစ်ပါတယ်နောက်ပြီး Fire War Celebration Event ကလည်း12လပိုင်း25ရက်နေ့ကနေ1လပိုင်း9ရက်နေ့ထိလာမှာဖြစ်ပါတယ်ငယ်ချင်းတွေနဲ့အတူတူ test တွေကိုလုပ်ပြီးတော့ new year ကိုကြိုဆိုရမှာဖြစ်ပါတယ်ဒီလို test တွေလုပ်ခြင်းကနေပြီးတော့ဒီ avatar border နဲ့ emote ကိုရရှိမှာဖြစ်ပါတယ်